အောက်ကကြည့်ပေးနေမှာတယ်ပြည်သူဘာသေးစကားပါချင်ပါတယ် တို့လည်းတရားများတဲ့ရုပ်ကဒီနေ့မဲပေးတာကြည်လိုက်သိလိမ့်မယ်နော်မဲပေးဖို့အတွက်ချုပ်တင်နေကဏ္ဍတွေရှိတယ်အကျိုးကနောက်ဆုံးမှာတော့ရေကုတ်ပေးမြန်မာနိုင်ငံရဲ့ရေကုတ်ပေးဆိုတာလောက်လိုက်တာပေါ့နော်ဘလူးရေကုတ်ပေးလောက်တယ်လေဆိုတာအခုဒီနေ့ဒီဇင်ဘာ16ကိုအပိုင်းတိဖြစ်တာအပိုင်းနှစ်မှာတော့ဇန်နဝါရီ17မှာအပိုင်းနှစ်မေပေးရမှာဖြစ်တယ်အပိုင်း3မှာတော့ဇန်နဝါရီ25နော်ရေကုတ်ပေးမှာမဖြစ်ဘူးတဲ့နီလိုင်းနဲ့အခုကျွန်တော်တို့မြန်မာနိုင်ငံတိုးနေတာပေါ့နော်အခုအကြောင်းလုံးလိုက်တယ်လေဆိုတာကိုသူကတမတာဖြစ်တာမြဲဤနေပြီလဘူးချုံမှုကြီးဖြစ်တာပြဤနေပြီလားဆိုတာကိုနည်းနည်းလို့စဉ်းစားစီရပြီနော်အခုတော့တရားမျှတဖို့တလာမဖြစ်ဘူးလားဆိုတာနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာမြို့ပေါင်း300ကျော်နော်မြို့ပေါင်း300ကျော်ဖြစ်နေတဲ့ချိန်မှာဒီရေကုတ်ပေးကိုမြို့ပေါင်းဘလုံးမှာကျင်းပနိုင်တယ်လေမြို့ပေါင်းဘလုံးမှာမကျင်းပနိုင်တယ်လေဆိုတာနဲ့ကျွန်တော်တို့ဘူချုံမှုချင်းမင်းအွန်လိုင်းကိုမတာလုံးမလားမလုံးဘူးလားသူပြောတဲ့စကားကိုကျွန်တော်နားထောင်ရမှာပြဘလူးဘေးဖိဖိအခုကျွန်တော်တို့နေတဲ့နေရာကမြန်မာနိုင်ငံမှာဖြစ်တယ်အဲ့ဒါကြောင့်အခုလောလောဆယ်သူတို့ကအာနာတင်ပြီးတော့စကားအာနာတင်ပြီးတော့ချုံမှုချင်းမင်းအောင်လှိုင်ကဘူချုံမှုကြီးလည်းဖြစ်တယ်တမတာလည်းဖြစ်တယ်နော်အဲ့ဒါကိုဒီရွေးကောက်ပြီးမှတမတာဖြစ်မလားမဖြစ်ဘူးလားဆိုတာကိုမီဒီယာကမီဒီယာစကားကိုမှနားဆင်ရမှာဖြစ်ပါတယ်ဒီနေ့ရွေးကောက်ပွဲမှာကျွန်တော်တို့မြန်မာနိုင်ငံကိုမြို့ပေါင်း330မြို့ရှိတယ်အဲ့မှာမြို့ပေါင်း130မှာပဲသူကရွေးကောက်ပွဲလုံနိုင်တာပေါ့နော်ဘာဖြစ်ရွေးကောက်ပွဲလောက်တာကမြို့ပေါင်း130မှာလုံနိုင်ပြီမဲ့မြေတော်တုံးပုံတပုံကပဲသူလောက်တဲ့နေရာတိုင်းမြို့တိုင်းမှာမေပေးနိုင်တဲ့အကြောင်းကိုဒီမှာပြောကြလိုပါတယ်ချင်းစတိတ်ချင်းပီနီဟာခါမှာရေကုတ်ပြီးတော့လုံနိုင်ပါတယ်ဒါပေမဲ့လူပေါင်းတထောင်လောက်ကပဲမေပေးတဲ့အကြောင်းကိုပြောကြလိုပါတယ်ကြေးရောပေါင်း3000ခုနှစ်ရာကျော်မှာရေကုတ်ပြီးမလုံနိုင်တဲ့အကြောင်းကိုလည်းဒီမှာပြောကြလိုပါတယ်လည်းဒီတရားရတဲ့ရုပ်ကဒီနေ့ပေးတာကြည်လိုက်သိလိမ့်မယ်တော့မဲပေးဖို့ချုပ်တင်နေကဏ္ဍတွေရှိတယ်ဒီကာလတွေပေါ့အဲ့မှာပါတီတွေလုပ်ဆောင်ချက်ကြီးအောင်ပြရအားတွေပေါ့အဲ့မှာပါတီတွေလုပ်ဆောင်ကွန်ဖြစ်လုပ်ဆောင်ချက်ကြီးကြည်လိုက်တယ်ပြောပါတယ်ဒီနေ့ပဲပြီးတဲ့မှာလည်းပဲပြီးညနေရတယ်အတန်ထွက်လာမှာပဲဟုတ်လားချက်ချက်အဲ့နဲ့ပြောလို့ရတော့အဲ့ဒါပြီးတော့မှသာကျွန်တော်တို့ကလက်ပြီးတရားမှတ်တယ်ရှိလားဆိုတော့ကျွန်တော်တို့ကလက်ပြီးတရားမှတ်တယ်ရုပ်ကိုပဲဖြစ်မယ်လို့မှတ်ခံတယ်။ဘာမှမလုပ်တာ။ဘာနာမည်ပြမကောင်းပြီးကြတဲ့လည်းရုပ်ကိုမှကြီးချက်မှချက်ခဲ့တယ်။တို့ဆူဆူဝဝဟုတ်ကဲ့။ရုပ်ပြစပြုတ်ငါပါတယ်ကျတဲ့ဝဲဖြစ်ခဲ့။ဘောဘာတချူတော့လည်းမတိကျုံးလို့ပြုနေတယ်။ပြီးတော့ကျွန်တော်ကတကယ်စိတ်ကလည်းကျွန်တော်ပြီးပါတယ်။ဒီအနိုင်မှာတကယ်ဒီအမှန်တကယ်ဇူဝဖြစ်ခဲ့။ဘလို့မဟုတ်နားလည်းပေးလို့မရတဲ့အတွက်ကြောင့်ဒီရှိတိပါတာဖြစ်တယ်။ကြောင့်ပြီးတဲ့ချီလို့ရှိရင်ကြည့်ပါလို့ပြောချင်တယ်။ဒါပေမဲ့ဒီချီဟောပြီးလာမဲ့ဂျန်ငယ်7ရက်မှာဒီချီဂျန်ငယ်25ရက်မှာဒီချီလုံးကြီးပြီးအဲ့မှာဒီမှာအဲ့ဒါပြီးတော့မှပြောပါလို့ပြောချင်တယ်။ဂျုံမူရဲ့နိုင်ငံရေးမှချက်ကိုလည်းသိပါတယ်ခင်ဗျာ။ကောက်ွယ်လုံးကြည့်မှာမစင်လာတာပါပဲ။တမနာလုံးပါခင်ဗျာ။တော့ကတမရကောင်းကြီးနိုင်ငံဝင်တာ
နိုင်ငံဝန်ကျွန်တော်ဘာမှတော့တော့လုပ်ချင်မှပြုချင်တော့ပြုလို့မရဘူးနိုင်ငံပါတီကောင်းဆောင်လည်းမဟုတ်ဘူးဒါကြောင့်ဒါကြည့်အဲ့ဒါတော့ဟိုပြီးတော့တွတ်ခေါ်တဲ့ခါကျမှတွတ်တော်ပြီးတော့ကျွန်တော်ရွေးချယ်လည်းပတ်သက်တဲ့ process တွေရှိပါအဲ့ကြမှာဒီလိုလုပ်ပါအဲ့ကြမှာတော့ပြောဖို့လည်းပဲဒီစားပါအားလုံးရောက်ရင် ဘလူးဘေဖိမင်းအွန်လိုင်းစကားစပွဲကဒီယကုတ်ပွဲကိုလွတ်လပ်ယကုတ်ပွဲတိမြတ်တာယကုတ်ပွဲလို့ပြောတာပေါ့နော်ဒါပေမဲ့မြန်မာလူ45 million လောက်ကဒီယကုတ်ပွဲကိုလက်မခံတဲ့အကြောင်းကိုပြောချင်ပါတယ်ဒီမှာမင်းအွန်လိုင်းကိုတမထလုံးမလားမဟုတ်ဘူးလားဆိုတာကိုမင်းမြန်တဲ့ခါမှာမင်းအွန်လိုင်းဘာဖြစ်လဲဆိုတာကျွန်တော်နိုင်ငံကြီးတမလည်းမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဒါပေမဲ့သူကနောက်စုကမှာတော့ဘာပြောလဲဆိုတော့လွတ်တော်တွေကတင်ပြလိုက်ရင်ဆယ်လက် process တွေလို့ပြောတာပေါ့နော်အဲဒါကြောင့်သူကနိုင်ငံတော်သမ္မတကိုလောက်နိုင်လက်ရှိတဲ့အကြောင်းကိုပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကအနာယူပြီးတော့ဒီနိုင်ငံကိုတရားမမြတ်အောင်ကျင့်သုံးခဲ့တာလေအဲဒါကြောင့်ဒီယူကုတ်ပွေးမှာလဲသူကလုံးဝကိုအစီမပြတဲ့အကြောင်းเนาะတမတာလုံးချင်တဲ့အကြောင်းเนาะလူတွေကမလက်ခံနိုင်ပေမဲ့လက်ခံနိုင်တယ်လို့ပြောတဲ့ကြောင့်ဒီမှာပြောချင်ပါတယ်ဒီနိုင်ငံတော်မြန်မာနိုင်ငံတော်ရဲ့လူကြီးတွေစကားစားတွေကအကုန်လုံးလူလိန်လူညာငွေကိုယူပြီးတော့ဒီမြန်မာနိုင်ငံကိုအာဏာသိမ်းပြီးတော့လူတွေကိုဒုက္ခပေးဒုက္ခမျိုးဆုံးပေးပြီးတော့လူတွေကြောင့်ကိုပြောချင်ပါတယ်